ဒီဇလန်းကတရေကားမဟုတ်ပါဘူးမြန်မာတွေကြားမှာအရင်ကတည်းကပြောနေကြတယ်ဖြစ်ရမှန်တစ်ခုပါရွာအပြင်ဘက်လမ်းဟောင်းတစ်လျှောက်မှာည12နာရီကျော်ရင်မိန်းမတစ်ယောက်စပင်းရှည်ရှည်နဲ့ရက်နေတာကိုတွေ့ရတတ်တယ်လို့ပြောကြတယ်သူမကအမြဲတမ်းမျက်နှာမမြင်ရဘူးခေါင်းကိုငုံထားပြီးတိတ်တိတ်လေးငိုကြွေးနေတယ်လို့ပဲသူမနားကိုကူညီဖို့သွားတဲ့သူတိုင်းကိုသူမကမေးတယ်အိမ်ပြန်လမ်းကိုတိလားလို့အဲ့ဒီမိကုန်းကိုဖြေလိုက်တဲ့အချိန်မှာသူမရဲ့ခေါင်းကတဖြည်းဖြည်းငေါ့လာတယ်ဒါပေမဲ့မျက်နှာမရှိဘူးနောက်နေ့မနက်မှာတော့အဲ့ဒီလူတွေကိုကိုမသိတဲ့နေရာတွေမှာလဲနေကြတာကိုတွေ့ရတယ်ရွာသားတွေပြောကြတာကညဘက်အဲ့ဒီလမ်းမှာမိန်းမတစ်ယောက်မေးခွန်းမေးရင်လုံးဝမဖြေကြပါနဲ့တင်လေအဲ့ဒီမိန်းမနဲ့ကြုံခဲ့ရင်နောက်လည်းမကြည့်မိပါစေနဲ့